ပိုင်းခွန်စမှာတော့ဆာကာမိုတိုနဲ့အာအိုရိုကဟာနာရဲ့အကြောင်းကိုလိုက်သွားခဲ့ပါတယ်။ဆာကာမိုတိုကဟာနာရဲ့ချစ်စရာကောင်းတဲ့မူရာတွေကိုဓာတ်ပုံရိုက်ယူနေခဲ့ပြီးအာအိုကတော့ဆာကာမိုတိုကိုရှင်းတို့ကိုစိုင်ဆောင်ထားရလို့တော်သေးတယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့သူမကရှင်းတဲ့လူတို့ကိုစင်ပြင်းပြေးဆိုတာစိတ်ပူနေခဲ့ပါတယ်။တစ်ဖက်မှာတော့အာအိုရိုစိတ်ပူနေတဲ့အတိုင်းရှင်းကသူ့ရဲ့အေပရွန်ကိုယူဝင်နေလို့လူကိုပြောဆိုနေခဲ့ပါတယ်။ဒါကိုလူကလည်းမခံမဲပြန်ပြောနေပြီးနှစ်ယောက်သားရန်ဖြစ်နေခဲ့တာပါ။လူကရှင်းကိုကလေးလိုပဲလို့ပြောလိုက်ပြီးဒါကိုကြားတော့ရှင်းကလူကိုပြောချင်တာရှိရင်သူ့ကိုတိုက်ရိုက်ပြောဖို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဟေ့စကေးကခါတိုင်းလိုပဲပေါက်စီယူဖို့လာပေမဲ့ရှင်းနဲ့လူကသူ့ကိုတော့သတိမထားမိပဲရန်ဖြစ်နေခဲ့ပါတယ်။လူကရှင်းကိုနင်းလို့စိတ်ဖတ်တတ်တဲ့သူရှိနေတာကငါ့ကိုစိတ်မလုံတာဖြစ်စေလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ရှင်းကမျက်နှာပြတ်သွားပြီးသူကလူကိုဒီအတွက်တောင်းပန်လိုက်ကထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဟေ့စကေးကကြားနေတဲ့ပေါက်စီကိုသူစားလို့ရလားမိလိုက်တော့လူကစိတ်မကြည်ရကြောင်းထွက်သွားဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရှင်းကအပြင်ကိုရှောက်သွားနေခဲ့ပြီးလူကလည်းရှင်းရဲ့ထူးဆန်းတဲ့မျက်နှာမူအကြောင်းအနေငယ်တွေးဝနေပါတယ်။အဲ့ဒီချိန်လူကဆိုင်တကားဖွင့်တာကြောင့်ရှင်းပြန်လာပြီလို့ထင်ကသူမကတောင်းပန်နေလို့ပြောလိုက်ပေမဲ့မြင်လိုက်ရတာကရှင်းမဟုတ်တာကြောင့်လူကအောင်းသွားခဲ့ပါတယ်။အဲ့ဒီချိန်ဝင်လာတဲ့သူတွေကတော့လူဝစ်ထားတဲ့အင်ကြီးဘော်ကနာမည်ကိုမြင်ပြီးရှင်းလို့ထင်ကဖမ်းခေါ်သွားပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကလူကိုကျုံးနဲ့တုတ်ထားပြီးရှင်းလို့ထင်ကစကားပြောနေခဲ့ပါတယ်။တာနာကာကလွန်ခဲ့တဲ့7နှစ်လောက်ကပျောက်သွားတဲ့ကလေးတယောက်ကအခုလိုမျိုးမှာအေးဆေးနေမယ်လို့မထင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ဆဲဘာကတာနာကာကိုလူမားနေရမဟုတ်ဘူးလားလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့တာနာကာကလူကိုပြန်ကြည့်လိုက်ပြီးအဲ့လိုဖြစ်စရာလားလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအားလုံးကဘာလို့ဒီလိုမျိုးကလေးတယောက်ကိုဖမ်းလိုက်ရလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ဒါကြောင့်တာနာကာကအရင်တုန်းကသူရတနာဌာနကနေစမ်းသပ်မှုတွေအများကြီးပြုလုပ်ခဲ့ပေမဲ့အဲဒီကမှရှင်းတယောက်ကပဲအောင်မြင်ခဲ့တာပါ။တာနာကာကဒီလိုစိတ်ဖတ်တတ်တဲ့သူနဲ့အတူနေရတာကကြောက်စရာပဲမလားလို့ပြောလိုက်ပြီးတေချာပေါက်ရှင်းကသူများတွေမကြိုက်တာကိုခံရမှာပဲလို့ဝေဖန်နေခဲ့ပါတယ်။ဒါကိုကြားတော့လူကဒေါသထွက်သွားပြီးသူကတာနာကာကိုတိုက်ခိုက်လိုက်ပါတယ်။ပြီးတော့လူကရှင်းကလက်ပုတ်ကတ်တဲ့ကလေးတယောက်ဆိုပေမဲ့သူကနေတို့ထက်အများကြီးတာတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့တာနာကာကလန်သွားပြီးမင်းကဘယ်လိုလဲလို့မေးပါတယ်။ဒါကြောင့်လူကသူမရဲ့နာမည်ကိုပြောပြလိုက်ပြီးဆယ်ဘာကလည်းရှင်းကိုပြောသားပဲလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရှင်းကဆိုင်အောင်ပြန်လာပြီးသူကပဲလူကြီးဆန်ဆန်ရှော့ပေးဖို့တိုးနေခဲ့ပါတယ်။ဒါပေမဲ့ထဲကိုရောက်တော့လူကရှိနေတော့ပါဘူး။သူကလူတယောက်ရှော့သွားနေလို့ထင်လိုက်ပေမဲ့ကွဲကြနေတဲ့အမှန်ကွဲတွေကြောင့်သူကစိတ်ထင်သွားခဲ့ပါတယ်။ခဏကြာမှတော့ဆာကာမိုတိုတို့ကပြန်လာပြီးရှင်းကအားလုံးကိုပြောပြလိုက်ခါသူ့အမားအတွက်တောင်းပန်ခဲ့ပါတယ်။အဲဒီချိန်ဆာကာမိုတိုကရှင်းရဲ့အင်ကြီးထဲမှာသူထည့်ထားတဲ့ချီယာခံဆက်ကိုကြည့်ပြီးလူသွားတဲ့နေရာကိုရှင်းကိုပြောပြလိုက်ပါတယ်။တစ်ဖက်မှာလည်းလူမားခေါ်လာမိတာကြောင့်တာနာကာကစိတ်ညစ်နေခဲ့ပါပြီ။သူကရင်ဆုံးလူကိုလူစားတို့ခေါ်သွားဖို့စိတ်ကူးနေခဲ့ပေမဲ့ဆယ်ဘာကလိမ်မတူတာနဲ့တင်တည်သွားမှလို့ပြောလိုက်တော့တာနာကာတယောက်စိတ်ပြတ်သွားခဲ့ပါတယ်။အဲဒီချိန်လူကတော့ဒါကသူမအနေနဲ့ရှင်းကိုပြောဆိုမိခဲ့တာကြောင့်ဝက်လေတာလို့တွေးနေမိခဲ့ပါတယ်။ပြီးတော့လူကရှင်းကိုပြန်ပြီးတောင်းပန်ချင်နေခဲ့တာပါ။အဲဒီချိန်သူတို့ကအနောက်ဘက်ကနေဆိုင်ကင်းနဲ့လိုက်လာတဲ့ဆာကာမိုတိုတို့ကိုတွေ့သွားခဲ့ပါတယ်။ရှင်းကတော့လူကိုဖမ်းခေါ်သွားတဲ့လူတွေရဲ့ဝတ်စုံတွေကြောင့်အံ့ဩနေခဲ့တာပါ။ရှင်းကဒါကသူအရင်ကလာခဲ့တဲ့နေရာကလူတွေပဲလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းတာနာကာကရှင်းကိုမြင်တော့ဝမ်းသာသွားပြီးသူ့ရဲ့လူတွေကိုတိုက်ခတ်ခိုင်းပါတယ်။ဒါပေမဲ့ရှင်းနဲ့ဆာကာမိုတိုတို့ကတယောက်ပြီးတယောက်ရှင်းမလိုက်ပါတယ်။ဒါကြောင့်တာနာကာကကြောက်နေပြီးဆယ်ဘာကိုကူညီတောင်းနေခဲ့တာပါ။ဒါကြောင့်ဆယ်ဘာကတာနာကာကိုကားလာမောင်းမေးလို့ပြောပြီးသူကအပေါ်ကိုတက်သွားကရှင်းကိုရင်ဆိုင်မှုလုပ်ပါတယ်။ဒါပေမဲ့ဆယ်ဘာကကိုပြောက်သွားတာကြောင့်ရှင်းကလန်သွားခဲ့ချိန်သူကကန်ချခံရပြီးတစ်ဖက်ကားပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။အဲဒီနောက်ဆယ်ဘာကဆာကာမိုတိုကိုတိုက်ခတ်ဖို့လုပ်ပေမဲ့ဆာကာမိုတိုကမမြင်ရတာတောင်ဆယ်ဘာရဲ့လှုပ်ရှားမှုတွေအားလုံးကိုသိနေခဲ့ပါတယ်။ဒါကြောင့်ဆယ်ဘာကကြောက်စရာပဲလို့ပြောလိုက်ပြီးဆာကာမိုတိုရဲ့ဆိုင်ကဲကစီတိုင်ဂီကိုဖောက်ခွဲကကားပေါ်ကိုပြန်လာခဲ့ပါတယ်။အဲဒီချိန်တာနာကာကရှင်းကိုဖမ်းရလာလို့မေးတော့ဆယ်ဘာကမေးသွားခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဆာကာမိုတိုတို့ကလမ်းမေးတစ်ခုမှထိုင်နေခဲ့ပြီးသူကလူကအစာအုပ်တစ်ခုရှေ့မှာရပ်သွားပြီလို့ပြောလိုက်ပါတယ်။ရှင်းကအဲ့နေရာကအစိုးရရဲ့တရားမဝင်စံတမ်းမှုတွေပြုလုပ်တဲ့နေရာဖြစ်ပြီးသူကြီးပြင်းလာတဲ့နေရာလို့ပြောပြပါတယ်။ဒါပေမဲ့အရင်ကအခုလိုမျိုးပုံစံနေမှုတ်ဘူးလို့ပြောလိုက်ပြီးရှင်းကဘာတွေဖြစ်နေရလဲဆိုတာကိုသိချင်နေခဲ့ပါတယ်။ဒါကြောင့်သူတို့ကလိုက်သွားခဲ့ပြီးဆာကာမိုတိုကဒါကစကန်လာလို့မေးပါတယ်။အပြင်ဘက်မှာတော့ပြတဲ့ပုံစံတစ်ခုကိုပြထားပြီးရှင်းကစကန်ကအောက်ဘက်မှာလို့ပြောပြလိုက်ပါတယ်။အဲဒီနောက်သူတို့ကအထဲကိုဝင်လာတော့ဆာကာမိုတိုကလူများသားပဲလို့မှတ်ချက်ချလိုက်ပါတယ်။အဲဒီချိန်ကောင်မလေးနှစ်ယောက်ကရောက်လာပြီးရှင်းတို့ကိုအမှတ်တရဓာတ်ပုံရိုက်ဖို့လာပြောပါတယ်။ရှင်းကတော့စကငင်းနေခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတို့ကရိုက်ဖြစ်ခဲ့ပြီးကောင်မလေးရဲ့ဓာတ်ပုံအတွက်ကြားတင်ငွေကိုရှင်းကိုပြောလိုက်ပါတယ်။ဘာပဲပြောပြောဒိုင်နိုဆောခေါင်းတို့တွေကမျက်နှာကိုဖုံးပေးနိုင်တာကြောင့်ရှင်းကရုပ်ဖြတ်ဖို့အတွက်သဘောကျနေခဲ့တာပါ။ဆာကာမိုတိုကတော့နောက်တစ်ခါကျရင်မိသားစုနဲ့တူလာမယ်လို့တွေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းတာနာကာကလူတို့ကိုခေါ်သွားနေပြီးလူကတော့အော်ဟစ်နေခဲ့ပါတယ်။ဒါကြောင့်တာနာကာကလူကိုငြိမ်နေဖို့ပြောလိုက်ချိန်တိုနာကိုင်းကရောက်လာခဲ့ပါတယ်။သူကတာနာကာကိုဒါကစိတ်ဆွမ်းရရှိတာလို့မေးလိုက်တော့တာနာကာကခေါင်းငိမ့်ပြလိုက်ပါတယ်။
ဒါပေမဲ့တိုနာကိုင်ကစပင်ရောလိန်မာမတူဖြစ်နေတဲ့လူကိုသတိထားမိပြီးသူ့ကိုလန်ရင်မလွယ်ဘူးနော်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းလူကခန္ဓာကိုယ်တစ်ခုလုံးချုပ်ရိုးတွေနဲ့ပြည့်နေတဲ့တိုနာကိုင်ကိုမြင်တော့သူမကလန်သွားခဲ့ပါတယ်အဲ့ဒီချိန်ဆယ်ဘာကတိုနာကိုင်ကိုလူကအစားထိုးခံဖြစ်ပေမဲ့တကယ်စစ်ရှိတဲ့နေရာကိုသိရလို့ပြောလိုက်ပါတယ်ဒါကိုကြောတော့တာနာကာကလန်သွားပြီးသူကဆယ်ဘာကိုစိတ်တူသွားပါတယ်အဲ့ဒီနောက်မှာတော့ဆယ်ဘာရဲ့ကောင်းမှုနဲ့တာနာကာကပါအဖမ်းခံလိုက်ရပါတယ်နောက်တော့တိုနာကိုင်ကဆယ်ဘာကိုရှင်းကိုရအောင်ဖမ်းခေါ်လာဖို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းရှင်းကစာကာမိုတိုကိုမြေအောက်ထက်ကိုသွားဖို့အတွက်ခေါ်လာခဲ့ပါတယ်ပြီးတော့သူကခလုတ်တွေကိုနှိပ်ကဖွင့်နေခဲ့တာပါအဲဒီနောက်မှာတော့တကားတစ်ချက်ကပေါ်လာခဲ့ပေမဲ့ရှင်းကစကားဝက်ကိုမိသွားခဲ့ပါတယ်စကားဝက်မှားထိမိလိုက်တာကြောင့်ရှင်းတို့ကတိုက်ခိုက်ခံရပါတော့တယ်ဒါကြောင့်စာကာမိုတိုကသူတို့ကိုတနက်နဲ့ပြစ်နေတဲ့ဝုံဝုံရက်ကိုဖျက်ဆီးပလိုက်ပြီးနောက်တစ်ကောင်ကိုလည်းရှင်းကဖျက်ဆီးပလိုက်ပါတယ်အဲဒီနောက်ရှင်းကစာကာမိုတိုကိုဝုံဝုံနဲ့တိုက်ခိုက်ဖို့ရလာလို့ပြီးတော့စာကာမိုတိုကတိရစ္ဆာန်မောင်းဆောင်နဲ့လေ့ကျင့်မှုတွေလို့ပြောလိုက်ပါတယ်ခဏကြာတော့ပထမစီဇန်ကကြာဆုံးသွားတာကြောင့်တစ်ဖက်ကဒုတိယစီဇန်ကိုစတင်တော့မယ်လို့ကြေညာလိုက်ပါတယ်အဲဒီနောက်မှာတော့သူတို့အနာကဒိုင်နိုဆောကြီးကလှုပ်လာခဲ့ပြီးစာကာမိုတိုတို့ကိုအမိနဲ့ရိုက်ပလိုက်ပါတယ်ဒါအောင်မြင်တော့စာကာမိုတိုကလှုပ်ရှားနေတဲ့ဒိုင်နိုဆောကိုသာမြင်ရင်ဟာနာကသဘောကျမှာပဲလို့တွေးမိသွားပြီးသူကရှင်းကိုဒိုင်နိုဆောကိုအရှင်ဖမ်းသွားရအောင်လို့ပြောနေခဲ့ပါတယ်ဒါကိုကြောတော့ရှင်းကစာကာမိုတိုကိုကြည့်ကအခုချိန်မှာဘာရီတူးနေရလဲလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ရှင်းကဒိုင်နိုဆောရဲ့ပါဇက်ထဲမှာရှိတဲ့ပစ္စည်းကိုမြင်သွားပြီးအဲ့ဒါကိုရလိုက်ရင်ဒိုင်နိုဆောကိုထိခိုက်မှုမရှိဘဲဖမ်းသွားလို့ရပြီလို့ပြောလိုက်ပါတယ်ဒါကိုကြောတော့စာကာမိုတိုကဝမ်းသာသွားပြီးရှင်းရဲ့စကားတိုင်းလိုက်လုပ်ခဲ့ပါတယ်ဒါပေမဲ့ဒိုင်နိုဆောကနောက်ထပ်တစ်ဆင့်ပြောင်းသွားခဲ့တာကြောင့်စာကာမိုတိုကစိတ်မရှိတော့ပါဘူးသူကဒိုင်နိုဆောကိုအရှင်ဖမ်းမဲ့စီစဉ်ကိုဖျက်သိမ်းလိုက်ပြီးဒိုင်နိုဆောရုပ်ကြီးကိုခဏအတွင်းမှာဖျက်ဆီးလိုက်ပါတယ်ပြီးတော့စာကာမိုတိုကဒိုင်နိုဆောကမလှုပ်ရှားနိုင်တာကပဲပိုကောင်းတယ်လို့ပြောလိုက်ပါတယ်အထဲမှာတော့သူတည်တနာပညာရှင်တွေကဝေမောက်ကအတန်တွေကြောင့်တရားရောက်ဝင်လာမှာကိုမျှော်လင့်နေခဲ့ပါတယ်အဲ့ဒီချိန်တယောက်ကသူတို့ကိုလာပြီးလှုပ်ဆက်လုပ်ဖို့ပြောခဲ့ပါတယ်ဒါကိုကြောတော့အီရှီကာဝါကသူတို့က3ရက်တိုက်အလုပ်လုပ်ပြီးပြီဖြစ်လို့ခဏအနားပေးဖို့တောင်းဆိုလိုက်ပါတယ်ပြီးတော့ခုလိုမျိုးသိပ္ပံပညာကိုအသုံးချနေတာကတိုးတက်မှာမဟုတ်ဘူးလို့ပြောလိုက်တော့လူဆိုးကအီရှီကာဝါကိုတွန်းလှဲပလိုက်ပါတယ်ပြီးတော့သူကအီရှီကာဝါကိုတနက်နဲ့ပြစ်ဖို့လုပ်နေခဲ့ချိန်ရှင်းတော့ကရောက်လာပြီးကယ်ပေးလိုက်ပါတယ်အားလုံးကရှင်းုံမြင်တော့ဝမ်းသာသွားခဲ့ပါတယ်အဲ့ဒီချိန်ရှင်းကတော့ဘာရီဖြစ်ညာလဲဆိုတာမေးလိုက်ပါတယ်အီရှီကာဝါကလွန်ခဲ့တဲ့နှစ်ကကြီးစားလူသမားတွေရောက်လာပြီးဒီနေရာကိုပိုင်စီးလိုက်တယ်လို့ပြောလိုက်ပါတယ်အဲဒီတုန်းကကာရှီမာခေါင်းဆောင်တဲ့အဖွဲ့ကရောက်လာပြီးသူကဓာတ်လှန်တနက်စားတဲ့လက်နက်တွေထက်လူသားလက်နက်တွေကိုပိုပြီးသဘောကျတာကြောင့်အားလုံးရဲ့သိပ္ပံပညာနဲ့သူ့ကိုလူသားတွေကိုစမ်းသပ်ပေးဖို့ပြောခဲ့ပါတယ်အဲဒီချိန်အပြင်ကနေမက်ကရောက်လာတာကြောင့်အီရှီကာဝါကရှင်းတို့ကိုဖွက်ထားလိုက်ပါတယ်တစ်ဖက်မှာတော့လူကထောင်ဖောက်ပြေးဖို့ကြိုးစားနေချိန်သူမကအဖမ်းခံရတဲ့သူရဒနာအဖွဲ့ရဲ့ဒါရိုက်တာအာဆာကူရာနဲ့တွေ့ဆုံခဲ့ပါတယ်အာဆာကူရာကလူကိုသူနဲ့အတူထွက်ပြေးမယ်လို့အဖော်ဟိနေခဲ့တာပါအဲ့ဒီချိန်မက်ကတော့အီရှီကာဝါကိုဖွက်ထားတဲ့လူတွေကိုထုတ်ပေးဖို့ပြောပြီးသူ့ရဲ့လက်ကိုဘောပင်နဲ့ထိုးလိုက်ပါတယ်ဒါကြောင့်ရှင်းကသူတို့ပုံရနေရာကနေထွက်ပြီးတိုက်လိုက်ပေမဲ့ရှင်းကစကားတွေကိုပြောင်းပြန်ပြောစေတဲ့ဆေးကိုထိုးသွင်းခံလိုက်ရပါတယ်အဲ့ဒီချိန်စာကာမိုတိုကထွက်လာပြီးမက်ကိုအမှောက်သိပ်ပလိုက်ပြီးရှင်းကိုဒီနေရာကိုတန်ရှင်းလို့ရအောင်လို့ပြောလိုက်ခါဇလန်းလေးကတခန်းရသွားခဲ့ပါတယ်